They got here. The key should cut though. They Jimmy's on me, Biro, do the Ega Aman, Shenjan Tamil, do Payash and Kites with John. Yabon is a Titi to get chit on the barrel. Set the bar in now by General Dimano to Lava Lima. A good deep, a chit Bia and throw the man on the bar, not about to Tamil Yuja. The Roshima, the Diada, I'm a garden. The Bandori, net to now, like Kate Budo. 尤其都的也讲嘛，都的一个嘛，新疆他们要到不到培养型的教育，那的呀，比如是来苗呢，就他妈老外为嘛是当面当嘛的哟，你讲人去一个抓起我真贴吧嘞，你讲人去一个抓起包的，都那个两年都表达比他贴吧嘞，电脑碰下的多月吧嘞，你想看我别生密码，那都判家来比较抓了嘞，所以教育不的培养的培养型，肯定阿里有说，第二第大家录起来就。 이 이스타 산데니 아니고 예방 리즈에 장 저는 생신데 이 가운데 피고 좌치진니 아무 라 홀리 더스데이 예마다마 단신생제로 저나버리니 소비어 저는 크리안이 저는 로비노타 시에 장야마 디니야 투디편 저는 가운데 피고 좌치도하러 파야시에 따로 핀슈 크도 예 봉도고 아누보로 냐장 저는 간사예네 디 봉도고 아누보로 냐마 코미니자레 저노로의 아따따마 바냐 저노 아조지수 간사비로 바냐 저노 색깔이자들에 소리 자오냐고 저 채동채니네 그래서 그런 제명로 살아고 지디비어 저노 윙하다 제테바에 사란세안에 비어레 채타마 토라 피아시기 저노의 렌피데 소리 장 저노 게마 나로도 파야시 피데 소리 장 다자 저노디 아베두고 저노 자오야미니 소리 메고묘네 아찌마소도 고 아와다의 예고 고야도 두 피데 자오야 피데 돼သူဒီအဘယ်အရာကိုမှလောကအထက်မှာရှိနေတဲ့အရာကိုမကြောက်ပါဘူးဆိုတဲ့အကြောင်းအရာပေါ့နော်ဒီအကြောင်းအရာဟာကျွန်တော်ခရိယာနေအတွက်အင်မတန်မှ safe ဖြစ်တဲ့အင်မတန်မှဒီလိုပြောမလဲဆိုအင်မတန်မှလုံခြုံစိတ်ချခြင်းကိုခံစားရတဲ့အကြောင်းအရာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာကျွန်တော်ဖတ်သွားတဲ့ဆက်ပြောဖတ်သွားတဲ့အချိန်ခါမှာကမ္ဘာလောကကြီးမှာရှိတဲ့အရာတွေမှာသူ့အမျိုးမျိုးနှောက်ယှက်နေပြီမဲ့ဒီအရာတွေကိုသူရင်ဆိုင်ကြော်လွှားနိုင်လို့ဘုပခွင့် English မှာ privilege ကျွန်တော်ထာဝရဘုရားရှင်နဲ့အမြဲတမ်းဆက်ဆံရင်းနဲ့ကျွန်တော်တို့ဒီအသက်ရှင်နေတဲ့အသက်တာထဲမှာအမြဲတမ်းကျွန်တော်တို့ခံစားနေရတာကလုံခြုံစိတ်ချခြင်းအကြောင်းအရာဖြစ်တဲ့အခွင့်အရေး privilege ကိုကျွန်တော်ခံစားရဲဆိုတဲ့အကြောင်းအရာကိုစာလံဆရာနေပေါ်ပြထားပါတယ်ပြီးတော့ကျွန်တော်ကမ္ဘာလောကကြီးထဲမှာကျွန်တော်အသက်ရှင်နေတဲ့အချိန်ခါမှာပြဿနာကိုကျွန်တော်တို့မရှိတော့ဘူးလားပြဿနာတွေကျွန်တော်အသက်တာထဲမှာမရောက်လာတော့ဘူးလားအမြဲတမ်းရှိပါတယ်ချစ်တော်မိတ်ဆွေဟိုဆင်းရဲသားကအစတထေးကျွဲဆုံးပညာမဲ့သောသူပညာအင်မတန်မှရှိပါတယ်ဆိုပြီးမဟုတ်ဘူးငေါ်ကြွားနေတဲ့သူတွေရဲ့အတ္တတာမှာလည်းပြဿနာဆိုတော့သူ့ဟာနဲ့သူရှိနေတာပဲကလေးကလည်းကလေးပြဿနာရှိတယ်နော်အလိုမကျခြင်းပြဿနာလေ no ဆိုပြီးကျွန်တော်ပြောနေဒါလည်းသူ့ပြဿနာနဲ့သူရင်ဆိုင်နေရတယ်ဒါပေမဲ့ဆာလန်ဆရာသူပြောတာကဒီလိုပြဿနာရဲ့ကြားထဲမှာပင်နေဖယားရှင်ကနေပြီးအမြဲတမ်းသူ့ကိုထောက်ပေါက်ပေးနေတဲ့ဖယားရှင်ဖြစ်တယ်ဒါကြောင့်ဖယားနဲ့အတူတူကကျွန်တော်နီးစပ်စွာနဲ့နီးကပ်စွာနဲ့ကျွန်တော်အတ္တတာတိဆောက်ခြင်းအကြောင်းအရာထဲမှာကျွန်တော်ဘဝအတ္တတာရဲ့ပြဿနာဆိုတဲ့ဟာကိုအကုန်လုံးသူကအနန္တထားလို့ရတယ်ဆိုတဲ့အကြောင်းအရာပေါ့နော်ဒီအကြောင်းအရာသူရဲ့စိတ်ချမှု engaging in the Lord is solving problems Lord ကျွန်တော်ပါ suggest တရားဟောတဲ့ချိန်တော့လည်းနော်ပြဿနာကိုကျွန်တော်ဘလို့စီးသားကြပါလေကျွန်တော်အစွမ်းစားနဲ့မရဘူးနှုတ်ကပတ်တရားတော်နဲ့ပဲရတယ်နှုတ်ကပတ်တော်နဲ့အညီအသက်ရှင်ခြင်းရပါလေကျွန်တော်အသက်တာထဲမှာရောက်လာလက်တာတော့ပြဿနာတွေကိုကျွန်တော်ရှောင်လွှားနိုင်တဲ့အကြောင်းကြီးကျွန်တော်ကိုယ်ကာထားပြီးဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူကတော့ဖြစ်ပါတယ်လို့အဲ့ဒါဆက်ခွင့်ချိန်ရောက်လို့စားလာမှာဘုရားရှင်နဲ့ကိုလုံးချင်းအကြောင်းအရာအခွင့်အရေးရှိတဲ့ကဲ့သို့ကျွန်တော်ပြဿနာတွေကြားမှာပဲနေဘုရားဒီကျွန်တော်ကိုလုံးမြောက်ရတော့အခွင့်ကိုပေးတဲ့ဘုရားဖြစ်တယ်ကျွန်တော်ကမျိုးရင်ဆိုင်တိုက်ခိုက်နေကြတော့နောက်ဆုံးသူကိုဘာပြောတယ်လဲဆိုတော့ကိုကိုသိချစ်ပါလေဆိုတော့မိဘအပေါင်းဖွားနေပြီးစွန့်ပယ်သွားသည့်တိုင်အောင်တော့မာတဲ့သူကတော့ဘုရားတော့ပြစွန့်ပယ်မှာမဟုတ်ပါဘူးဆိုတဲ့အကြောင်းအရာပါလေနော်အဲအကြောင်းအရာဒီမှာကျွန်တော်ခြေတီးပြီးတော့ကျွန်တော်ဖတ်ရပါတယ်လို့နောက်ပြီးတော့တတိယအချက်တော့မှာပါလေဆိုတော့ perseverance ပေါ့ဒီနော်အမြဲတမ်း persistent ဖြစ်နေတဲ့ဟာလည်းပြောကြတယ်ဒါဟာအမြဲတမ်းတည်ကြည်တော့အကြောင်းအရာအခွင့်အရေးရနေတဲ့အချိန်မှာတော့ဟာဖယားအမြဲတမ်းပြောအခွင့်အရေးနဲ့လည်းနောက်ရှက်လေးတွေရှိလာပြီဆိုဖယားမရောက်တော့ဘူးလေကိုယ့်ရဲ့ယုံကြည်ခြင်းက persistent ဖြစ်တဲ့အကြောင်းအရာပေါ့ဒီနော်အမြဲတမ်းတည်ကြည်နေတဲ့အကြောင်းအရာဒါပေမဲ့ကျွန်တော်တို့အလုံးရှိနေတဲ့ဖယားကဒါကြောင့်သူကပြောတာအမြဲတမ်းမျောလင့်မှာမျောလင့်ပြီးတော့အမြဲတမ်းကျွန်တော်တို့တကယ်ရှေ့တော်မောင်းလိုက်တာလေကျွန်တော်စိတ်တော်တွေ့ရတယ်ဖြစ်ဖို့အတွက်ကြိုးစားဖို့အတွက်ဒီထဲမှာပြောတဲ့အချိန်ကမှဒီဒုက္ခရောက်တဲ့အချိန်ကဖယားရှိတယ်ပျော်ရွှင်ဝမ်းမြောက်ရတဲ့အချိန်မှာကြီးစိုးကိုချင်းဝမ်းရမယ်ဆိုတဲ့အကြောင်းအရာကိုသိအမြဲတမ်းသိမှပြီးတော့ဘလုံးအခြေအနေမျိုးပါဖြစ်ဖြစ်ကျွန်တော်ယုံကြည်ချက်တတ်မှတ်တဲ့သွားတာပေါ့ဒီနော်တည်ကြည်တော့ယုံကြည်ခြင်းနဲ့အဆုံးတိုင်အောင်လက်စာဆောက်တဲ့ဒီဖြစ်နိုင်ဖို့အတွက်ဖြစ်ပါတယ်လို့
좀မျက်မှောက်တော်ရှိပါကျွန်တော်အသက်ရှင်ရတယ်ဆိုတဲ့အကြောင်းအရာတွေမှာတခါတည်းက we are thinking about the presence of God ခုနကျွန်တော်ပြောဖြစ်ပါတယ်ဖခင်ရှိတော်မှာကျွန်တော်ခိုးလို့ခြင်းဘလို့ကောင်းတဲ့ presence ဒါကိုပဲကျွန်တော်တို့ချီးမွမ်းနေခြင်းအကြောင်းအရာပဲဒီ presence မှာเนาะခါဖခင်ရှိတော်မှာအသက်ရှင်ရတဲ့ချိန်ခါမှာဘာအတွက်ကျွန်တော်ရှင်တာလဲကျွန်တော်ရည်ရွယ်ချက်လေးတော့ရှိရမှာဖြစ်ပါတယ် and that when we are living in the presence of God we are thinking about the purpose of God for our life ကျွန်တော်ဘဝအသက်တာမှာဖခင်ရှင်ကျွန်တော်စီမံထားတော်မူပြီးဖြစ်တဲ့ဘဝရဲ့ရည်မှန်းချက်ပန်းလုံးတိုင်းမှာသူ့အလင်းလေးတစ်ပွင့်ပေါ့နော်စားလေးတစ်ပွင့်အားဖြင့်ကျွန်တော်ဖြစ်နိုင်ဖို့အတွက်ကျွန်တော်ဆွမ်းဆောင်ရမှာဖြစ်ပါတယ်ချစ်တော်မိတ်ဆွေတို့ကျွန်တော်တို့ယုံကြည်တော်ကိုးစားတော်ခိုးလုံတော်ဖခင်သည်ဧကမှာရှင်ပြန်ထားမြောက်တော်မူသောဖခင်ဖြစ်တဲ့ဆိုတဲ့အကြောင်းကိုသက်တည်ပြသည်ဤသူကျွန်တော်တို့အတွက်နေစရာပြင်ဆင်ဖို့လို့ပါကောင်းကင်ခရီးကိုကြွချီတာတော့ဖခင်ဖြစ်ပါတယ်ကျွန်တော်ခုနကတမန်တော်ဝတ္ထုခန်းကြီးတက်ပါတကယ်ရှိဖြစ်တော့ကောင်းကင်ခရီးကိုကြွချီတာတကယ်တော့သူ့ဒီပြန်နေပြီးတော့ပါလေကြွားရောက်လာမယ့်အခြေအနေလည်းကျွန်တော်တို့တတ်မှတ်ထားပြီးဖြစ်တဲ့အတွက်သူပြန်နေပြီးတော့ကြွားရောက်လာဒီတိုင်အောင်သစ္စာရှိတော့ဆုံးတိုင်အောင်သစ္စာရှိပြီးတော့ဒီကြည်ပြီးတော့ခရဖျားရှင်ပေးသနာတော်မူဖြစ်တော့အသက်ရဲ့တရုပ်ကိုကျွန်တော်ခံယူထိုက်တော်သူများဖြစ်စေဖို့လုပ်ပါလေဆက်လက်ပြီးဆွမ်းဆောင်ကြရအောင်ကျွန်တော်ချင်းလေးတစ်ပုဒ်ကျွန်တော်ပြင်ဆင်ထားပါတယ်ဒီချင်းကကမ္ဘာလောကကြီးမှာရှိတဲ့အရာတွေကိုကျွန်တော်တို့အခြေခံအုံးမြစ်ဆိုပြီးချထားအရာမြောက်များစွာရှိပါဘူး။တခါကျငွေရေးကြီးတခါကျပညာအရာတခါကျဘုံပကာသနာတခါတလေကျပျော်ရွှင်ဝမ်းမြောက်မှုတခါတလေကျလောကရဲ့စူးစမ်းနောက်ဆက်ချက်မျိုးထက်မှကျွန်တော်တည်ထားတဲ့ဘဝအသက်တာအကြောင်းတွေအားရှိပါတယ်။ဒါဟာချစ်တော်မိတ်ဆွေတို့မတည်မြဲပါဘူး။ဒါပေမဲ့အမြဲတမ်းတည်မြဲနေတဲ့မြဲတည်ကြောက်ပြီးဘုရားရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်သိမှပြီးတော့ဘုရားရှင်လိုက်တာနဲ့တည်မြဲသော foundation ကျွန်တော်ချပြီးတော့ဘုရားအတွက်လေးကိုဆောင်နေတဲ့သူဖြစ်စီဖို့လုပ်မှာလေကျွန်တော်ဆက်လက်ပြီးဆောင်းဆောင်ကြရအောင်လို့ကျွန်တော်ခေါ်ဖိတ်ရင်းနဲ့ကျွန်တော်ဒီကုန်းချုပ်ပါတယ်ပျောက်စံအောင်ဖျားရှင်ကောင်းကြီးပေးပါစေအချက်မှ84ဖြစ်ပါတယ်